ထိုင်းလူမျိုးတွေကြီးပဲပျော်ရတဲ့ပွဲမဟုတ်ပဲねကျွန်တော်တို့ဒီဂျပန်နိုင်ငံကိုရောက်နေတဲ့နိုင်ငံသားတွေပဲပျော်ရတဲ့ပွဲဖြစ်ပြီးတော့သူတို့ရဲ့ရည်ရည်မှုတွေသူတို့ရဲ့အစားအစာတွေသူတို့ရဲ့ product တွေသူတို့ရဲ့ဒီထုတ်ကုန်တွေအကုန်လုံးကိုကျွန်တော်မပါဘူးမိတ်ဆက်တဲ့ပွဲဆိုလဲကျွန်တော်မမားဘောနော် Okay ဒီနေ့ကတော့ထိုင်းပွဲတော့သွားလဲမှာဖြစ်ပါတယ်ကျွန်တော်ခါရဂျူကူတာရောက်တာဗောနော်ဒါရင်လောက်တဲ့ဒီထိုင်း Festival တူပြိုပေါ့နော်ဒီမှာဆိုရင်2025ဒီနှစ်မှာကျွန်တော်ဒုတိယအကြိမ်လာလဲတာဗောနော်ဒါမနစ်ကတစ်ခေါက်ရောက်ပူသွားပြီဒီနှစ်ကတော့လေမနစ်ကတော့ညနေပဲအလုံးသိပ်မပြီးတော့ညနေပဲမှသွားရတာအခုကတော့ဒါနေ့လေပဲ12နာရီလောက်ရှိပြီအခုမှသွားတာဖြစ်ပါတယ်ဒါဗောနော် Sunday တနင်္ဂနွေတရက်လောက်တယ်ကျွန်တော်ကတော့ဒါတနင်္ဂနွေမှာနားတော့တနင်္ဂနွေပဲလာလဲတာဗောနော်ဟိုကတော့ထိုင်းပွဲတော့သွားမဲ့လူအများများပဲကြည့်အောင်ကျွန်တော်ပြရမယ်အဲ့ဒါအကုန်လုံးအဲ့ဒါ Thai Festival သွားတာကြီးပဲသူတို့ရရမ်းနေမယ်ကြီးသွားပြီဆိုတော့တွေ့လားဒါသူတို့ငါပန်းညံနေမှာဒါပွဲတော့ရက်လို့လားမသိဒါကတော့သူခေါင်းဒီလေးမှာဒီလိုတွေလုပ်နေကြတာဖြစ်မှာနော်ပြောစရာကြီးပါနားရက်ဆိုရင်သူတို့အယူပန်းညံနေနေမှာတော့အဲ့လိုအေးစီသူတို့နားမယ်သူတို့ဒီပြောမယ်တနေ့တာကိုအေးစီသူတို့ပန်းညံနေနေမှာအေးစီဖြတ်တန်းလာတော့ဟုတ်လားဟာချီလို့ရှိမဟုတ်မှာပူတင်ပုတ်ဝရောက်ပြီဗါလဲခိုင်းမောရောက်ပြီတလားဟာသူတို့အဝင်ပေါက်ရောက်ပြီမသူတို့ဝင်ပေါက်ရောက်ပြီတလားဒီပွဲကဂျပန်နိုင်ငံမှာနှစ်တိုင်း9လပိုင်းနဲ့10လပိုင်းအထိကိုဂျပန်မြို့ကြီးတွေဖြစ်တဲ့ကျွန်တော်တိုကျိုတို့အိုဆာကာတို့ဖူဖူခါတွေမှာကျွန်တော်တို့တနေရာကို2ရက်နှုံးနဲ့ပေါ့ကျွန်တော်နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာဒီပွဲကဂျပန်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ဒီနိုင်ငံသားတိုင်းပြည်တစ်ခုကလာရောက်ကျင်းပတဲ့ပွဲတော်တွေထဲမှာဆိုရင်အောင်မြင်ဆုံးနဲ့လူစီသားဆုံးပွဲဆိုလဲမမှားဘူးပေါ့ခင်ဗျာဂျပန်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ဒီထိုင်းပွဲဆိုရင်ကျွန်တော်တို့ထိုင်းလူမျိုးတွေကြီးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဂျပန်လူမျိုးတွေပြီးတော့ရင်ထိုင်းနိုင်ငံဂျပန်နိုင်ငံကိုရောက်နေတဲ့ကဘာအနှပြနိုင်ငံသားတွေအကုန်လုံးတူတူကပါဝင်ဆင်နွှဲပြီးတော့ပျော်ရွှင်ရတဲ့ပွဲဆိုလဲမမှားဘူးပေါ့ခင်ဗျာဒီပွဲမှာဗားရရနိုင်လဲဆိုတော့ကျွန်တော်အဓိကကတော့ကျွန်တော်ထိုင်းမှာနာမည်ကြီးတဲ့ဒူးရင်တီတို့မင်းကုတီတို့တရက်တီတို့ပေါ့နော်ပြီးတော့ဒီထိုင်းမကြီးသီးတွေလည်းဒီမှာရပါတယ်ခင်ဗျာပြီးတော့နာမည်ကြီးနေတဲ့ဒီထိုင်းဖူးတွေအကုန်လုံးကိုလည်းတနေရာထဲမှာဇူစီရရှိနေမှာဖြစ်ပြီးတော့ဒီပွဲကတော့ထိုင်းပွဲဆိုသလိုထိုင်းနာမည်ကြီးဘီယာတွေဖြစ်တဲ့ကျွန်တော်စင်ကာတို့ဘီယာချမ်းတို့လီအိုတို့ပြီးရင်သူတို့ဒီထိုင်း airline တွေဖြစ်တဲ့ကျွန်တော်တို့ဒီထိုင်းရေးကုမ္ပဏီတွေလည်းဒီမှာလာပြီးတော့ပါဝင်အားဖြည့်ထားတဲ့ကြောင့်ဒီပွဲကတော့တော်တော်လေးကိုကြီးတဲ့ပွဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းကျွန်တော်တို့ဒီအခုလိုမျိုးပွဲတွေကြုံခဲ့ရင်တော့ပါဝင်ဆင်နွှဲကြဖို့ကျွန်တော်ကြားပေးချင်ပါတယ်ခင်ဗျာဒီတော့အဲ့လိုမျိုးရောင်းတာအဲ့လိုမျိုးရောင်းတာလေးလုံးကို4500လေးလုံးကို4500ပွဲကကျွန်တော်တို့ထင်တဲ့ထက်တူမှကိုကြီးတယ်ဗောနော်အရန်ကြီးပါခင်ဗျာသူတို့ဆိုင်ငန်းတွေကအစသူတို့လောက်ထားတဲ့ဒီကျွန်တော် graphic တွေကအစအရန်လှတာတင်မောတီတောင်းလာကြည့်ပါဦးはい、400円です。はい、お待たせしました。大丈夫ですか？はい、ありがとうございます。哎，有超人的味道嘞！哦，那卡。On it. Bia Chan သူတို့ပွဲတော်မှာသူတို့ကထုတ်တဲ့ဘီယာတောက်ရတာအများကောင်းတယ်သူဈေးဝယ်ဖို့
တန်းစီရင်ဒီသူတိတာပေးရကြရတယ်မနေတဲ့လူကမဟုတ်ဘူးထိုင်တိုင်းကိုအဲ့လိုကိုတန်းစီပြီးလို့ဘိုင်ဒီလောက်ပါပဲပြန်มาတော့မယ်ဒီ vlog မှာပဲသုံးသပ်ပါတော့ခင်ဗျာနောက်ကျွန်တော်ဒီဘက်မှာရှောက်သွားတာလေးကျွန်တော်ဗီဒီယိုလေးတက်လိုက်မယ်ကျွန်တော် like share လေးလုပ်ပြီးကျွန်တော် upgrade လုပ်ရပါခင်ဗျာ bye bye